မင်္ဂလာပါဒီနေ့မှာကျွန်တော်အနေနဲ့ယုံကြည်သူတွေကိုခွန်အားပေးလိုတာကတော့ယုံကြည်ခြင်းနဲ့ဆက်ဆိုင်ပြီးတော့ကျွန်တော်ခွန်အားပေးတိုက်တွန်းလိုပါတယ်ကျွန်တော်ကယုံကြည်သူလို့ခရိယန်လို့အခေါ်ခံရပြီးတော့မိမိဘာကိုယုံကြည်နေတယ်လဲဆိုတာကကရဏမသိဘူးဆိုရင်တော့ကျွန်တော်တို့ငရဲမှာပဲအဆုံးသတ်ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်စမ်းစစ်ဖို့လိုတယ်ကျမ်းစာထဲမှာကတော့ဟေဘဲဩရစာထဲမှာပြောထားတယ်လဲဆိုရင်ဟေဘဲဩရစာခန်းကြီး7အငယ်6မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားသခင်ထံတော်တို့ချစ်ကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကိုလောကိုတော်ကိုရှာတော်သူဟာအကျိုးပေးတော်မူသည်ကောယုံကြည်ရမည်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားသခင်ထံတော်တို့ချစ်ကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုတော်ကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကောင်ယုံကြည်ရမည်တဲ့ခရိယန်လို့တတ်မှတ်နေပြီးတော့အခေါ်ခံရပြီးတော့ဘုရားเจ้าမှာတွားပြီးတော့ယေရှုဖျားကိုကိုးကွယ်နေပြီးတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုကျွန်တော်တို့ကကနနမသိဘူးဆိုရင်တော့ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကကဲတင်ခြင်းခံမဲ့သူတွေစင်းထဲမှာမပါဘူးငရဲမှာပဲရောက်မှာဖြစ်ပါတယ်ယုံကြည်သူလို့ပြောပြီးတော့မိမိဘာကိုယုံကြည်နေမှမသိလို့ရတော့နော်ကျွန်တော်တို့တေချာပေါ့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတာဖြစ်တယ်စိုးရင်စရာအခြေအနေမှာပဲကျွန်တော်တို့ယုံကြည်သူတွေရဲ့တက်တာနာမည်ကတော့ယုံကြည်သူခရိယန်ဒါမဲ့ဘာကိုယုံမှမသိလို့ရတော့ကျွန်တော်တို့တေမင်းရဲ့ကဒုံးဝမှာကျွန်တော်တို့တွားပြီးတော့အဆုံးသတ်ရမှာနော်ဒါကြောင့်ကျမ်းစာထဲမှာကတော့ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့နိုင်ဘူးလို့ပြောထားတာဖြစ်တယ်။ယုံကြည်ခြင်းကအင်မတန်မှအရေးကြီးတယ်။ကျွန်တော်တို့ခရိယန်တွေဘုရားကိုဘယ်လောက်ထိယုံတယ်လဲ။ဘယ်လောက်ထိယုံကြည်တက်ဝင်တယ်လဲ။ကျွန်တော်ယုံကြည်နေတဲ့အရာဘယ်အရာလဲဆိုတာကျွန်တော်တို့ဆင်ခြင်ရမယ့်အချိန်ရောက်လို့လာပြီနော်။ခုချိန်ကာလကကြောက်စရာအချိန်ကာလကိုရောက်နေပြီဒီအတွက်ကျွန်တော်တို့ကကိုယုံကြည်ခြင်းကိုစစ်ဆေးဖို့လိုတယ်မိမိရဲ့ယုံကြည်ခြင်းကိုမိမိစမ်းစစ်ဖို့လိုအပ်နေတဲ့ချိန်ဖြစ်တယ်ကျွန်တော်တို့ကယုံကြည်သူခရိယန်တို့တတ်မှတ်ခံရပြီးတော့ငရဲမှာတွားပြီးတော့လမ်းမဆုံးဖို့ငရဲမှာတွားပြီးမငိုကြွေးရဖို့ကကျွန်တော်ယုံကြည်ခြင်းကိုကျွန်တော်တို့စမ်းစစ်ရမယ်ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ကယ်တင်ခြင်းရဖို့ကယေရှုခရစ်တော်ဒီလောကမှာလာရောက်ပြီးတွန်းလောင်းပေးခဲ့ပြီးတော့စေချိုးပေးခဲ့တဲ့အရာကိုကျွန်တော်သိဖို့လိုတယ်ယေရှုခရစ်တော်ဘာကိုစေချိုးပေးခဲ့လဲသူ့ရဲ့အသွေးကိုတွန်းလောင်းပြီးတော့ကျွန်တော်အပြစ်ကိုစေချိုးပေးခဲ့ဒါကိုကျွန်တော်ကကနနယုံကြည်ဖို့လိုတယ်နော်အနာငြိမ်းဖို့တော့မယုံကြည်နဲ့မူရဲ့စေဝါဘွားကလွတ်မြောက်ဖို့တော့မယုံကြည်နဲ့ယောဂပြောက်ဖို့တော့မယုံကြည်နဲ့ဖျားကကျွန်တော်တို့အပြစ်ကိုအသွေးတော်အပြစ်စေကြောပြီးခဲ့ပြီဆိုတဲ့အရာကိုယုံကြည်ရမယ်ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ကစီးစိမ်ဥစ္စာပေးတာကိုတွားယုံနေတယ်ပတ်စံကောင်းကြီးပေးတာကိုတွားယုံနေတယ်ယေရှုခရစ်တော်ဒီလောကမှာလာရောက်မွေးဖွားတယ်ဆိုတာစီးစိမ်ပေးခြင်းလို့အနာငြိမ်းခြင်းဖြစ်စေခြင်းလို့ကျမ်းမာခြင်းဖြစ်စေခြင်းလို့ဒုစရိုက်မူရစေဝါတမဘွားလွတ်ဖို့တီရဲတီကိုရှင်မြန်ထမြောက်ဖို့ဒါနံပါတ်1အကြောင်းအရာမဟုတ်ဘူးယေရှုခရစ်တော်ဒီလောကမှာလာပြီးလူစားတိခန္ဓာကကျွန်တော်တို့ရဲ့အပြစ်ကိုစေးကြောပေးဖို့အသွေးသွန်းပြီးတော့သူ့ရဲ့အသွေးတော်နဲ့ကျွန်တော်တို့အပြစ်ကိုစေးကြောပေးဖို့ပဲအဲ့ဒါကိုယုံရမယ်ကျွန်မဟာအပြစ်များလာပါတယ်မကောင်းတဲ့သူဖြစ်တယ်ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်တာလေယေရှုခရစ်တော်ကားတိုင်းမှာတွန်းခဲ့တဲ့အသွေးတော်အဖြစ်တဲ့ကျွန်တော်ရဲ့အပြစ်ကျွန်တော်ရဲ့စီရင်ခြင်းကလည်းကျွန်တော်လွတ်မြောက်ရတာဖြစ်တယ်ဂျေဇုအားဖြင့်ဖြစ်တယ်ယေရှုကြောင့်ကျွန်တော်အပြစ်လွတ်ပြီဆိုတော့ကျွန်တော်ယုံရမှာယုံကြည်ခြင်းဆိုတာဒါပဲဒီနေ့ကျွန်တော်တို့ယုံနေတာကတော့ကောင်းကြီးမင်္ဂလာကိုယုံနေတာကျမ်းမာခြင်းကိုယုံနေတယ်ဘေးအန္တရာယ်ကနေကယ်လွတ်ပေးမယ်ဘုရားကိုကျွန်တော်တွားယုံနေတာတဲတန်းကျွန်တော်တို့ယုံကြည်ရမယ့်ဟာကကျွန်တော်တို့အပြစ်ကြောင့်ကျွန်တော်ကတည်ရမယ်တည်ခြင်းငယ်မှာကျွန်တော်လမ်းဆုံးရမယ်
ဒီတေချင်းငယ်မှာကျွန်တော်လာမဆုံးဖို့ယေရှုခရစ်တော်ကလူစားတိခံပြီးတော့အသွေးသွင်းပြီးတော့စီရင်ချင်းကနေလွတ်မြောက်စေတယ်ဆိုတဲ့အရာကအဓိကဖြစ်တယ်အဲ့ဒီအရာကိုယုံရမယ်ယေရှုခရစ်တော်လူစားတိလာခံခြင်းရဲ့အဓိကအကြောင်းအရာဒါပဲကျွန်တော်အပြစ်တော့ကျွန်တော်တို့အပြစ်ကိုစေးကြောပြီးကျွန်တော်ကဲတင်ခြင်းလို့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ယနေ့ယုံကြည်သူတွေကကိုယ့်အပြစ်ကိုသိမြင်ရမယ်ကိုယ့်အပြစ်ကိုသိမြင်ပြီးယေရှုခရစ်တော်ရဲ့ကားတိုင်တော်တရားတဲ့ကားတော်ရှိမှကိုကျွန်တော်တွန်းလာမယ်ကားတိုင်တော်မှာတွန်းခဲ့တဲ့အတွေးတော်အပြစ်ကျွန်တော်တို့အပြစ်လွတ်ပြီဆိုတာကျွန်တော်ဝန်ခံရမယ်အတွေးတော်ရဲ့တန်ဖိုးကျွန်တော်သိဖို့လိုတယ်ယေရှုခရစ်တော်ကငါဖျားမလို့လူစားတိခံပြီးတော့လာတည်ပြီးတော့ပြန်လဲပြီးရှင်ပြန်ထမြောက်တော့တာမဟုတ်ဘူးဖျားဖြစ်ခြင်းကိုပြခြင်းလို့မဟုတ်ဘူးဒီလောကမှာသူလာရောက်ပြီးလူစားတိခံတာသူဖျားဖြစ်ကြောင်းကိုလာပြီးပြချင်တာမဟုတ်ဘူးကျွန်တော်တို့ကိုကယ်ဖို့ကျွန်တော်တို့ကိုအပြစ်ငယ်ကလွတ်ဖို့သူကလာပြီးတော့အသေးခံရတာကျွန်တော်တို့ရဲ့စီရင်ခြင်းအပြစ်ကိုသူကလာပြီးစေးကြောပေးတာကျွန်တော်တို့လူသားတွေအပြစ်ငယ်ရဲမှာအပင်ငယ်မှာလာမဆုံးဖို့နှခါမတည်ဖို့အတွက်ယေရှုခရစ်တော်ကကားတိုင်ပေါ်မှာကျွန်တော်တို့လာတည်ခံပေးရတာပဲဒါကိုကျွန်တော်နားလေတော့ဘောပေါက်ယုံကြည်ရမှာဖြစ်တယ်ကောင်းကြီးရဖို့ပဲယုံနေလို့မရပါဘူးကြမ်းမာခြင်းရဖို့ပဲယုံနေလို့မရပါဘူးမူးစေဝါကနေလွတ်မြောက်ဖို့ပဲယုံနေလို့မရပါဘူးကျွန်တော်တို့အဲ့ဒီအရာတွေကိုပဲယုံနေမယ်ဆိုရင်တော့ကျွန်တော်တို့အပင်ငယ်မှလမ်းဆုံးရမယ်ယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကမူးစေဝါကနေလည်းလွတ်နိုင်တယ်မကြမ်းမာခြင်းကလည်းလွတ်နိုင်တယ်ကောင်းကြီးမင်္ဂလာလည်းရနိုင်တယ်ယေရှုအပြင်ဒါပေမဲ့အဲ့ဒါအဓိကမကြောက်ကျွန်တော်တို့အဓိကသိရမှာယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်ကျွန်တော်တို့ရဲ့အပြစ်ကိုစေးကြောပေးခဲ့တယ်ဆိုတဲ့အရာယုံရမယ်အဲ့ဒီအသွေးတော်ကြောင့်ကျွန်တော်ကအပြစ်လွတ်လက်ရှိတယ်အပြစ်အခသေးခြင်းမှလွတ်လက်ရှိတယ်ဆိုတာကျွန်တော်သိဖို့လိုတယ်အဲ့ဒါကိုယုံရမှာဖြစ်တယ်ဆိုတဲ့အရာနဲ့ကိုကျွန်တော်ဆင်ခြင်ပြီးတော့ကျွန်တော်ယုံကြည်ဖို့လိုတယ်ယေရှုခရစ်တော်ရှိကိုတိုးလာဖို့လိုတယ်ဒါကြောင့်မို့ဘုရားစိတ်တော်နဲ့တွေ့ဖို့ကယ်တင်ခြင်းရဖို့ကယေရှုခရစ်တော်ရဲ့တွန်းလောင်းပေးခဲ့တဲ့အသွေးတော်နဲ့သူတကြိုချင်းပြခံယူပြီးရှင်ပြန်ထမြောက်တဲ့ဘုရားရဲ့ကျေးဇူးတရားကိုကျွန်တော်တို့ကဂဂနနတိမြင်ယုံကြည်မှသာလျှင်ကျွန်တော်တို့ကဘုရားစိတ်တော်နဲ့တွေ့ပြီးတော့ဘုရားသားတွေဖြစ်ရမှာဖြစ်တယ်ဒါမှကယ်တင်ခြင်းကိုအမှန်ရတဲ့သူတွေဖြစ်ရမှာဖြစ်တယ်ကျွန်တော်တို့ကတော့တခါကျရင်အလူငွေထက်လို့ချီးမွမ်းလို့ဆုတောင်းလို့အေဝံဂေလိပြောလို့ကျွန်တော်ကကယ်တင်ခြင်းရပြီလို့ထင်နေတာအေဝံဂေလိမပြောရဘူးအလူမထည့်ရဘူးမချီးမွမ်းရဘူးလို့ကျွန်တော်မပြောပါဘူးဒါမဲ့ဒီအရာကအဓိကမဟုတ်ဘူးအဓိကကျွန်တော်တို့ယုံကြည်ရမယ့်အရာကျွန်တော်ဝန်ခံရမယ့်ဟာကျွန်တော်တို့ဟာအပြစ်ရှိတယ်ယေရှုခရစ်တော်ဟာကျွန်တော်တို့အပြစ်တွေလက်ဝါးကတိုင်မှာအသွေးသွင်းပြီးဆေးကြောပြီးတကြူချင်းခံပြီးတော့ရှင်ပြန်ထမြောက်တော်ပြီးဒီနေ့ထိအသက်ရှင်တယ်ဒီနေ့ထိကျွန်တော်တို့ကိုထွတ်မြောက်အောင်လမ်းကိုပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်ဆိုယုံရမှာကျွန်တော်အလူထဲလို့ကယ်တင်ခြင်းမရနိုင်ပါဘူးကျွန်တော်ချီးမွမ်းလို့အပေတကားမပိတ်နိုင်ပါဘူးကျွန်တော်ဆုတောင်းလို့ကျွန်တော်တို့အပြစ်ကမပြီးဆုံးသွားပါဘူးယေရှုရဲ့အသွေးတော်အကြောင်းသားလေးယေရှုရဲ့လူတော်တိခံကြပြီးအသွေးသွင်းခြင်းအဖြစ်အသွေးနဲ့ရွေးဝယ်ခြင်းအဖြစ်တန်လဲစီရင်ခြင်းအပြစ်ကကျွန်တော်လွတ်တာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ကကနနသိရမှာဖြစ်တယ်တောင်းဒီနေ့ကစပြီးတော့ချစ်တော်ယုံကြည်သူညီကောင်တော်များယေရှုခရစ်တော်ရဲ့အသွေးတော်ကားတိုင်တော်တရားရှိမှမှာကျွန်တော်ကျမမကောင်းပါဘူးဆိုဝန်ခံပြီးတော့ယေရှုခရစ်တော်ကသာလင်ကျွန်တော်တို့ကိုကယ်တင်တဲ့ဘုရားအသွေးအားဖြင့်စေးကြောပေးပြီးတော့ကျွန်တော်တို့ရွေးဝယ်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုအရင်ဦးဆုံးယုံကြည်ရမှာဖြစ်ပါတယ်ဒါနံပါတ်1အနေနဲ့ကျွန်တော်ယုံကြည်ရမှာယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်ကျွန်တော်ရွေးဝယ်ထားတယ်ကျွန်တော်တို့ဟာအပြစ်များလာတယ်ဆိုတော့သိမြင်ပြီးတော့ယေရှုကိုယုံကြည်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ယုံကြည်ခြင်းကလဲကြားနာခြင်းအဖြစ်ပဲကျွန်တော်တို့ရမှာဖြစ်တယ်ကျွန်တော်တို့ရှောက်ယုံနေလို့မရအောင်ယုံကြည်ခြင်းကကြားနာခြင်းအဖြစ်အဲ့ဒီကြားနာခြင်းကလည်းဘုရားစကားမှာပဲယုံနေရမယ်ဘုရားပြောထားတဲ့အရာမှာပဲယုံနေရမယ်ဓမ္မကျမ်းစာထဲမှာဘုရားပြောထားတဲ့အရာကိုပဲကျွန်တော်ယုံရမှာဖြစ်တယ်ရှောက်ယုံနေလို့မရအောင်ဩဝါဒတွေကိုရှောက်ယုံနေလို့မရအောင်ကျွန်တော်က
ဓမ္မကျမ်းစာတိုင်းဓမ္မတရားတိုင်းဘုရားစကားလည်းကျွန်တော်ယုံရမယ်ဒါကြောင့်မို့ယောမ30 19မှာယောမဩရစာခန်းကြီး30ယောမဩရစာခန်းကြီး30 19မှာထို့ဖြစ်၍ယုံကြည်ခြင်းနဲ့ကြားနာခြင်းအဖြစ်ကြားနာခြင်းတည်းလည်းဘုရားခင်စကားတော်အဖြစ်ဖြစ်၏တဲ့ဒါကိုကျွန်တော်သိရမယ်ယုံကြည်ခြင်းကကြားနာခြင်းအဲ့ဒီကြားနာတာလဲလောကအတန်ကိုကြားလို့မရအောင်အဖေမေရဲ့စကားကိုကြားလို့မရအောင်အတင်းတော်ရဲ့စကားကိုကြားလို့မရအောင်ဖခင်ရဲ့စကားဖြစ်ဖို့လိုတယ်ဖခင်ရဲ့စကားအတိုင်းကျွန်တော်ရည်တည်ရမယ်တောင်းကျွန်တော်ကကိုယ့်ရဲ့ဖြစ်ခြင်းကိုယ့်ရဲ့အခြေအနေထက်ဖခင်စကားပေါ်မှာရည်တည်ယုံကြည်ရမယ်ဖခင်ကဓမ္မကျမ်းစာထဲမှာဘာပြောထားတယ်လဲအဲ့ဒီပြောထားတဲ့အတိုင်းကျွန်တော်ရရမယ်ယုံကြည်ခြင်းဆိုအဲ့ဒါပဲဘုရားစကားပေါ်မှာပဲဖြစ်ရမယ်ကျွန်တော်ယုံကြည်တာဘုရား၌ပဲဖြစ်ရမယ်ဘုရားကပြောထားတဲ့အရာကိုပဲကျွန်တော်ယုံရမယ်မဟုတ်လို့ကတော့ကျွန်တော်တို့မိစ္ဆာအယူဝါဒထဲမှာကျွန်တော်တို့ကြာရှုံသွားမယ်နော်ဘုရားစကားတိုင်းမယုံလို့ကတော့လူတွေရဲ့ဩဝါဒကိုလိုက်ပြီးနားထောင်နေလို့တော့တင်းအပေငင်းမှလမ်းဆုံးသွားမယ်တင်းနှုတ်ကပတ်တော်ထဲအတိုင်းယုံရမယ်နော်ကျမ်းစာထဲအတိုင်းဓမ္မတရားထဲအတိုင်းယုံရမယ်ဓမ္မတရားမှာယေရှုခရစ်တော်ကလွတ်ပြီဆိုကျွန်တော်လွတ်ပြီပဲဓမ္မကျမ်းစာမှာလွတ်ပြီလို့ပြောထားတယ်ကျွန်တော်မလွတ်သေးဘူးလို့ကျွန်တော်သွားယုံလို့မရအောင်ဖြစ်ပြီဆိုဖြစ်ပြီပဲကျမ်းစာအတိုင်းကျွန်တော်ယုံရမယ်ဒီဓမ္မတရားကပဲကျွန်တော်တို့ကိုလွတ်ချင်ပေးနိုင်မှာကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့ဆွေမျိုးအတိုင်းပဲကျွန်တော်ကိုယ်ကိုယ်တက်ဝင်ယုံကြည်နေတဲ့ဘာသာတရားကကျွန်တော်တို့ကိုမကယ်နိုင်ဘူးနော်ဘာသာတရားကကျွန်တော်မကယ်နိုင်ဘူးဒီဓမ္မတရားတည်ဟူသောယေရှုခရစ်တော်အားဖြင့်ပဲကျွန်တော်တို့လွတ်မြောက်နိုင်မယ်ဒါဓမ္မတရားကိုဖတ်ပါဓမ္မတရားအားဖြင့်ပဲကျွန်တော်ယုံကြည်ခြင်းကခိုင်မြဲနိုင်မှာနော်ဓမ္မတရားဖြင့်ကျွန်တော်ယုံကြည်ခြင်းကျွန်တော်တည်ဆောက်ရအောင်ဒီနေ့ကျွန်တော်တော့ရှင်ယောဟန်ခန်းကြီး15ခုနှစ်ထဲမှာပြောထားတယ်လဲဆိုရင်ရှင်ယောဟန်ခန်းကြီး15ကျမ်းခန်းကြီး15ခန်းကြီး15အငယ်ခုနှစ်ထဲမှာတင်တို့ဒီငါ၌တူငါစကားဒီတင်တို့ဒီငါ၌တူငါစကားဒီတင်တို့၌တည်လေတင်တို့ဒီတောင်းချင်များကိုတောင်းရကြလိမ့်မည်တင်တို့ဒီငါ၌တူငါစကားဒီတင်တို့၌တည်လေတင်တို့ဒီတောင်းချင်များကိုတောင်းရကြလိမ့်မည်ငါစကားဒီတင်တို့၌တည်၍လို့ပြောထားတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဘုရားစကား၌တည်နေဖို့လိုအပ်တယ်နော်ဓမ္မတရားဒီဟူသောဘုရားစကားမှာကျွန်တော်တို့တည်နေရမယ်ဆရာတို့ရဲ့စကားဆရာတို့ရဲ့ဩဝါဒအတင်းတော်ရဲ့စီမင်းစီကံအတင်းတော်ရဲ့တတ်မှတ်ထားတဲ့ဩဝါဒစီကံထဲမှာကျွန်တော်တို့ယက်တည်ပါလို့ဓမ္မကျမ်းစာထဲမှာမပြောထားဘူးငါစကား၌တည်ပါလို့ပြောတယ်အတင်းတော်မှာတည်ပါလူမှာတည်ပါပတ်ဝန်းကျင်မှာတည်ပါငွေကြီးပါတီးပါငွေကြီးထဲမှာရက်တီးပါလို့မပြောထားဘူးအတင်းတော်မှာရက်တီးပါဘာသာတရားမှာရက်တီးပါဆရာကြီးရှိမှာရက်တီးပါလို့မပြောထားဘူးငါရဲ့စကားမှာတင်တို့တီးရွေးလို့ပြောထားတယ်ဘုရားစကားမှာကျွန်တော်တီးရမှာဒီနေ့ကျွန်တော်ယုံကြည်သူခရိယန်ဆိုဘုရားစကားအတိုင်းကျွန်တော်သိရှင်ရမယ်ဘုရားစကားကလည်းဘယ်မှာလဲကျွန်တော်ကျမ်းစာအုပ်ရှိရယ်ဘုရားစကားဒီထဲမှာပါနေတယ်ကျွန်တော်ကျမ်းစာဖတ်ပါကျွန်တော်ကျမ်းစာမဖတ်ရင်တော့ကျွန်တော်ယုံကြည်ခြင်းကဘလို့မှအဆင့်မတက်လာနိုင်ဘူးဘလို့မှနိုးစုကလေးဘွားကလည်းကျွန်တော်မလွတ်မြောက်နိုင်ဘူးတောင်းဒီနိုးစုကလေးဘွားကနေကြီးထွားရင်ကျက်လာတဲ့စံချိန်မီတဲ့ခရိယံဖြစ်ဖို့ကကျွန်တော်တို့ဘုရားစကားမှတည်ရမယ်ဘုရားစကားမှကျွန်တော်ရက်တည်ရမယ်ဒီနေ့ကျွန်တော်တို့ကြားနေရတဲ့နှုတ်ကပတ်တော်တရားစကားတွေဟာတကယ်ရောဓမ္မတရားမှာတည်သလားမတည်ဘူးလားဆိုကျွန်တော်ကစမ်းစာနဲ့ချိန်ထိုးပြီးတော့ကျွန်တော်ကြည့်ရမယ်။ရှောက်ပြီးလိုက်မယုံနေနဲ့အခုခေတ်ဆိုရင်အခုအချိန်တိုင်းမှာတရားဟောတဲ့သူတွေအများကြီးပဲနှုတ်ကပတ်တော်ကိုဝေငှနေတဲ့သူတွေအများကြီးပဲ online မှာလည်းအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကြားရတဲ့တရားစကားဖခင်ရဲ့ဓမ္မတရားနဲ့ညီမညီဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဒီကျမ်းစာအားဖြစ်ပဲကျွန်တော်ချိန်ထိုးပြီးတော့ယုံရမှာဖြစ်တယ်။ရှောက်ယုံလို့မရအောင်နော်
ရှောက်ယုံနေလို့ကတော့ကျွန်တော်တို့ငရဲမှာပဲလမ်းဆုံးရမယ်ဓမ္မတရားတိုင်းမယုံလို့ကတော့ဆရာကြီးရဲ့ဩဝါဒမှာတည်ပြီးတော့ရက်တည်နေလို့ကတော့ဆရာကြီးရဲ့ဩဝါဒမှာတွားပြီးတော့လက်ခံနေလို့ကတော့ကျွန်တော်တို့ငရဲမှာပဲလမ်းဆုံးရမယ်ကျွန်တော်တို့ရက်တည်ရမှာဘုရားစကားပဲဖြစ်တယ်ဒီဆရာဟောတာတကယ်ရောဘုရားရဲ့စကားဟုတ်မဟုတ်ကျွန်တော်ဘယ်လိုသိရမလဲဆိုကျွန်တော်တို့မှာဖျားပေးထားတဲ့ဓမ္မကျမ်းစာအုပ်ကြီးရှိတယ်အဲ့ဒီကျမ်းစာကိုဖတ်ပြီးတော့ချိန်ထိုးပြီးတော့ကျွန်တော်ယုံတိမယုံတိဆိုတာကျွန်တော်ယုံကြည်သူတဲ့တထမှာနော်မဟုတ်လို့ကတော့ကျွန်တော်မာယူနဲ့ယုံကြည်ခြင်းမာယူနဲ့အသက်ရှင်မှုမာယူနဲ့ဩဝါဒကိုခံယူပြီးတော့နောက်ဆုံးတော့ကျွန်တော်တို့တစီတတိုင်းငရဲမှာပျော်ကြီးသွားနေရမယ်နော်လောကစကားလူတွေရဲ့စကားတဲ့ဘုရားစကားပေါ်မှာကျွန်တော်ရက်တည်ရမယ်ဘုရားရဲ့စကားဟုတ်တယ်ဘုရားရဲ့စကားမှန်တယ်ဆိုရင်တော့အဲ့ဒီတရားစကားပေါ်မှာတင်ပြက်တရက်တည်ဖို့လိုတယ်ဘုရားစကားဟုတ်တယ်ဘုရားစကားတော့မှန်တယ်ဒါပေမဲ့တင်အဲ့ဒီစကားပေါ်မှာတင်မရက်တည်ရင်တော့တင်ရဲ့အသက်တာမှာအန္တရာယ်ရှိတယ်အာမင်္ဂလာရှိတယ်ဖះစကားဖြစ်တယ်ဖះရှိရလာတယ်ဓမ္မကျမ်းစာနဲ့ညီတယ်ဖះရဲ့နှုတ်ထွက်စကားနဲ့ညီတယ်ဆိုတရားပြတအဲ့ဒီဖះနောက်မှာတင်ရက်တည်ရမယ်အဲ့ဒီတရားစကားမှာတင်ရက်တည်ရမယ်မဟုတ်လို့ကတော့တင်ရဲ့အတက်တာမှာအန္တရာယ်ရှိတယ်နော်ဖះစကားပေါ်မှာမရက်တည်လို့ကတော့ဓမ္မကျမ်းစာထဲမှာအများကြီးရှိတယ်ဖះစကားနားမထောင်လို့ဖះရဲ့နှုတ်ကပတ်တော်မှာမရက်လို့ကြာရှုံးသွားတဲ့သူတွေအများကြီးရှိတယ်ယောနာရဲ့တက်တော်ကြည့်ဖျားခိုင်းတော်ကိုမလုတ်ချင်တဲ့အခါမှာငါးကြီးရဲ့ဘိုက်ထဲကိုရောက်သွားတယ်ဖျားစကားမှာမတီးတဲ့အခါမှာသူ့အတွက်အန္တရာယ်ဖြစ်စေတယ်သူ့အတွက်ဘေးဖြစ်စေတယ်ကောင်းကြီးမဖြစ်စေဘူးပရောဖက်နော်ဖျားရဲ့ပရောဖက်နိနေဝေမြို့ကိုဖျားကတွားပြီးအေးဝင်ကလေးတရားစကားကိုနောင်တနဲ့ဆက်ဆိုင်တဲ့တရားစကားကိုဟောခိုင်းတယ်ဒါပေမဲ့ तू မဟောချင်ဘူး तू ရှောင်ပြေးသွားတယ် သူရှောင်ပြေးသွားပြီးသူစီးသွားတဲ့တင်းဘောလေမုန်တိုင်းမိတယ်ကြည့်နောက်ဆုံးသူရေတဲကိုပြစ်ချခံရတယ်ပြီးတော့ငါးကြီးရဲ့ဝန်းထဲမှာ3ရက်သူနေရတယ်ဖျားရဲ့စကားမမတီးဘူးဖျားစကားမှာကျွန်တော်တို့မရှိဘူးဆိုကျွန်တော်တို့အန္တရာယ်ရှိတယ်ကျွန်တော်တို့ဘေးရှိတယ်တောင်လဲကျွန်တော်တီးဖို့လိုတယ်ဖျားစကားမှရင်ကျွန်တော်တို့ကဘလို့အခြေအနေမျိုးမှမဆိုကျွန်တော်လုပ်ရမယ်ယောနာလို့တော့မလုပ်နဲ့ယောနာကနိနေဝေမြို့သားတွေကို तू ကမကြည်တဲ့အခါမှာနိနေဝေမြို့သားတွေကိုနောင်တနဲ့ဆက်ဆိုင်တဲ့အေးဝင်တရားကိုမဟောချင်ဘူးဖះရဲ့စီရင်ချင်းနဲ့ပတ်သက်တဲ့အရာကို तू တော့မပြောချင်ဘူး तू သွားပြောရင်ဒီနိနေဝေမြို့သားတွေကနောင်တရပြီးတော့ပြောင်းလဲမယ်ဆိုတာ तू သိတယ်ဒီနိနေဝေမြို့သားတွေကယ်တင်ချင်းရမယ်ဆိုတာ तू သိတယ်ဒါပေမဲ့ तू ကဒီနိနေဝေမြို့သားတွေကိုမကြည်တဲ့အခါမှာဒီတရားစကားကို तू တော့မပြောချင်ဘူးဖះရဲ့စီရင်ချင်းအမျက်ကဒီနိနေဝေမြို့မှာတယောက်ပါစီလို့သူကခံယူထားတာဒါကြောင့်သူကတခြားလမ်းနဲ့တာရှုကိုသွားတယ်တင်းဘောပေါ်တက်သွားတယ်ဖះစကားပေါ်မှာနာခံခြင်းမရှိပဲသူလမ်းလွဲသွားတဲ့ခါမှာသူ့အတွက်အန္တရာယ်ရှိတယ်ဘေးရောက်တယ်သူငါးကြီးရဲ့ဝမ်းထဲမှာ3ရက်သူနေခဲ့ရတယ်ဒါကိုကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်ကျွန်တော်တို့ကဖះစကားမှာမရက်တည်ဘူးဆိုရင်ဖះကတရိษံကိုတော့အတုံးပြူတယ်နော်တရိษံကတော့မှဖះစကားကိုနားထောင်တယ်ကြည့်ယောနာကိုမြူထားတယ်ဖះမြူခန်းလို့မစားကောင်းတော့မြူခန်းတယ်ဖះကပြန်ပြီးထုတ်ခန်းတဲ့ခါမှာဒီငါကဖះစကားကိုနားခံပြီးပြန်ပြီးတော့ကြည့်ထွေးထုတ်တယ်ယောနာကိုကျွန်တော်တို့ကဖះစကားပေါ်မှာယုံကြည်နာခံခြင်းမရှိတဲ့အခါမှာတရိษံလောက်တောင်ကျွန်တော်တို့ကအတုံးမတည့်တဲ့သူတရိษံလောက်တောင်မှကျွန်တော်တို့ကအစစ်မရှိတဲ့သူတွေဖြစ်သွားတယ်နော်တရိษံတောင်မှဖះစကားကိုနားထောင်ပြီးတော့ယောနာကိုငုံထားပါဆိုငုံထားတယ်ထွေးထုတ်ပါဆိုပြန်ပြီးထွေးထုတ်ပေးတယ်ကြည့်ဒါကိုကျွန်တော်သိဖို့လိုတယ်တင်ယုံကြည်ခြင်းမရှိဘူးဖះစကားပေါ်မှာတင်မရက်တည်ဘူးဆိုတင်ဟာတရိษံလောက်တော့တင်တန်ဖို့မရှိတော့တင်မွေးထားတဲ့ခွေးကတော့တင်ကိုစကားပြောလာလိမ့်မယ်နော်တရိษံကတော့ကျွန်တော်တို့ကိုစကားပြောလာလိမ့်မယ်ကျွန်တော်ဘုရားစကားပေါ်မှာမရက်တည်လို့ကတော့ကျွန်တော်ကတရိษံလောက်တောင်မှတန်ဖိုးမရှိတဲ့သူတွေဖြစ်သွားမယ်
တောင်းတင်တဲ့ကျွန်တော်ကယုံကြည်ခြင်းရှိဖို့လိုတယ်ဘုရားစကားဟုတ်တယ်အဲ့ဒီစကားပေါ်မှာကျွန်တော်ယက်တည်ရမယ်အခြေအနေအခက်ခဲပြဿနာကိုမကြည့်နဲ့ကျွန်တော်ကဘုရားလှုပ်ဆိုလှုပ်ရမယ်ယောနာကမလှုပ်တဲ့ခါမှာငါးကြီးပိုက်ထဲကိုရောက်သွားတယ်အန်ဒီဘေးနဲ့ကြုံရတယ်ပြန်လဲပြီးတော့သူနောင်တရဆုတောင်းတဲ့ကောင်ဘုရားကသူငါးကြီးဝန်းတဲ့ကနေပြန်လဲထွက်စေပြီးတော့နိနဝေမြို့ကိုပြန်လဲပြီးတော့အေးမဂလိပြောခန်းတယ်ဒါမဲ့သူကအတာဝန်ကြီးပဲပြောတယ်နော်မြို့အရှိတဲ့နောက်ကိုတခါပဲပြေးပြီးပြောတာဘုရားကမင်းတို့အပြစ်ကြောင့်မင်းတို့စီရင်တော့မယ်ဆိုပြီးတော့သူတာဝန်အရပဲသူတာဝန်ကြီးပဲသူပြောသွားတယ်ဒါမဲ့နိနဝေမြို့သားတွေကဘုရားစကားကိုကြားတဲ့အခါမှာယုံကြည်လက်ခံပြီးတော့နောင်တရတဲ့ခါမှာနိလဝေမြို့သားတွေကကယ်တင်ခြင်းရတယ်အပြစ်စင်ခြင်းလွတ်သွားတယ်ယုံကြည်ခြင်းကြောင့်ဘုရားစကားကိုလက်ခံခြင်းကြောင့်ဘုရားစကားကိုသူတို့ဆရာဟာဒီတေချာလာရှင်းပြလို့သူကြားရတာမဟုတ်တော့ယောနာတာဝယ်ရပဲပြီးရောဆိုပြီးအရှိနဲ့အနောက်ပြေးပြီးတော့တခါပဲပြောတော့တာဒါမဲ့အဲ့ဒီကြားတဲ့စကားဟာဘုရားစကားစုဖြစ်တယ်ဆိုတာယုံပြီးတော့လက်ခံပြီးတော့ဝန်ခံပြီးတော့နောင်တရတဲ့ခါမှာနိနေဝေမြို့သားတွေကကယ်တင်ခြင်းခံရတယ်ဒါတော့ဒီနေ့ကျွန်တော်တို့ကကယ်တင်ခြင်းရဖို့အောင်မြင်ဖို့ဘေးအန္တရာယ်ကနေလွတ်မြောက်ဖို့ကကျွန်တော်တို့ကဘုရားစကားပေါ်မှာယက်တည်ရမယ်ဘုရားစကားပေါ်မှာမယက်တည်တော့တင်းနဲ့ကျွန်တော်ရဲ့အသက်တာမှာအန္တရာယ်ရှိနေပြီလို့ဒါမှတ်ထားတော့ကျွန်တော်ယုံကြည်သူရဲ့အသက်တာမှာအန္တရာယ်ရှိနေပြီဒီနေ့ကျွန်တော်မိသားစုဓမ္မတရားကိုဖတ်ရှုခြင်းမရှိဘူးဆုတောင်းခြင်းမရှိဘူးဘုရားစကားဘာမှမသိဘူးဓမ္မကျမ်းစာအုပ်ကိုကြောင်ထိုးထားမယ်ဆိုရင်တော့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာအမင်္ဂလာရှိနေပြီအန္တရာယ်ရှိနေပြီလို့ကျွန်တော်ပြောချင်တယ်အဲ့ဒီအန္တရာယ်အဲ့ဒီဘေးကနေလွတ်မြောက်ဖို့ကကျွန်တော်တို့ကဘုရားစကားပေါ်မှာယက်တည်နေရမယ်ဘုရားရဲ့ဓမ္မတရားပေါ်မှာကျွန်တော်တို့အသက်ရှင်ရမယ်ကျွန်တော်တို့ကြားတဲ့တရားစကားတွေကျွန်တော်တို့ကြားတဲ့နှုတ်ကပတ်တော်တွေကျွန်တော်တို့ကြားတဲ့သတင်းစကားတွေကဘုရားရှိကလာတဲ့ဟာဟုတ်သလားမဟုတ်လားဆိုတော့ကျွန်တော်ဆင်ခြင်ပိုက်ချပြီးတော့နှုတ်ကပတ်တော်နဲ့ချိန်ထိုးပြီးတော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေတက်တာမှာအသက်ရှင်ဖို့လိုတယ်ဘုရားစကားအဖြစ်ပဲကျွန်တော်တို့ကအပင်ငယ်လွတ်နိုင်တယ်ယေရှုခရစ်တော်ကဒီလောကကြီးမှာလာရောက်ပြီးတော့အသေးခံအသွေးသွင်းပြီးတော့တင်တို့ကိုအပြစ်ငဲကနေငါကယ်တင်ပြီလို့ပြောထားတယ်အဲ့ဒီပြောထားတဲ့စကားပေါ်မှာကျွန်တော်ရရမယ်အဲ့ဒီစကားပေါ်မှာကျွန်တော်ရက်တည်ပြီးတော့ကျွန်တော်ကဖျားရှိတိုးဖို့မလို့တယ်ဖျားကကယ်ပြီးတင်းရဲ့ပြစ်တော့အသွေးသွင်းပြီးတော့ဆေးကြောပြီးတင်းရစီရင်ခြင်းလွတ်မြောက်ပြီးငါ့ကိုယုံကြည်ရင်လွတ်ပြီလို့ပြောထားပေမဲ့ကျွန်တော်တို့ကမဖြစ်နိုင်ဘူးမယုံကြည်ဘူးဒါကလွယ်လာကြီးလားကျွန်တော်တို့တွားပြီးစောရကတက်ပြီးတော့ကျွန်တော်ကအဲ့ဒီဖះရဲ့စကားပေါ်မှာမရက်တည်ဘူးဆိုရင်တော့ကျွန်တော်ကအပင်ငင်းမှာပဲကျွန်တော်လမ်းဆုံးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်စမ်းစစ်ရအောင်ကျွန်တော်ဘာကိုယုံကြည်နေတယ်လဲကျွန်တော်တို့နံပါတ်1အနေနဲ့ကျွန်တော်ဘာကိုယုံကြည်နေတယ်လဲယေရှုကကျွန်တော်တို့ဘာလုပ်ပေးပြီးပြီလဲယေရှုဒီလောကမှာလာအောင်မွေးဖွားခြင်းကကျွန်တော်တို့အပြစ်အတွက်စေကြောခဲ့ပြီးပြီဆိုတာကိုတင်တကယ်ယုံကြည်ပြီးပြီလားတင်ဟာမကောင်းဘူးဖះကအဲ့ဒီမကောင်းမှုတွေအတွက်အသွေးနဲ့စေကြောပြီးစီရင်ခြင်းကလွတ်မြောက်စေပြီဆိုတဲ့အရာကိုတင်တကယ်ရောယုံကြည်ပြီးပြီလားစင်ချင်းပါပြီးတော့ဖះရဲ့စကားကိုကျွန်တော်ကြားဖို့လိုတယ်အဲ့ဒီဖះရဲ့စကားကလည်းနှုတ်ကပတ်တော်ဓမ္မတရားတွေဖြစ်ရမယ်ကျွန်တော်ကြားတဲ့ဓမ္မတရားဟာဖះရဲ့ဓမ္မကျမ်းစာနဲ့ညီတယ်လားကျွန်တော်တို့စင်ချင်းစစ်ဆေးဖို့လိုတယ်ပြီးတော့အဲ့ဒီဖះစကားပေါ်မှာကျွန်တော်ယက်တည်ဖို့လိုတယ်အဲ့ဒီဖះစကားအပေါ်မှာကျွန်တော်မယက်တည်ဘူးဆိုရင်ကျွန်တော်ကအသက်တာမှာကျွန်တော်မိသားစုရဲ့အသက်တာမှာကျွန်တော်လူမျိုးမှာကျွန်တော်နိုင်ငံမှာကျွန်တော်မြို့မှာကျွန်တော်အိမ်မှာအန်တယ်ရှိတယ်ဆိုတဲ့အရာကိုသိဖို့လိုတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်စမ်းစစ်ရအောင်ဖះစကားပေါ်မှာကျွန်တော်ယက်တည်ရအောင်လို့အနေနဲ့ခွန်အားပေးခြင်းပါတယ်။အားလုံးပေါ်မှာဖះကောင်းချီးပေးပါစေ။